ဟိုးရှိရှိတုန်းကတာယာလှပပြီးအေးချမ်းတဲ့ရွာလေးတွေမှာဥထုပ်ရောင်တဲ့ကုန်တဲ့တယောက်ရှိပါတယ်။သူဟာအပတ်တိုင်းရောင်စုံဥထုပ်တွေကိုချင်းတောင်းတဲ့ထဲကအနီးကညို့ကိုတွားရောက်ရောင်းချလိရှိပါတယ်။သူဟာခရီးလန်းတစ်လျှောက်အရေးပြတဲ့တစ်ပင်ကြီးတွေရဲ့အောက်မှာထမင်းစားပြီးအိတ်တက်တဲ့အကျင့်လည်းရှိပါတယ်။ တနေ့တော့မနက်ခင်းမှာတော့သူ့ရဲ့အကျင့်အတိုင်းတစ်ပင်ကြီးကပင်အောင်မှာခတ္တအနာယူလင်းချင်းတောင်းကိုဘေးချထားကအိပ်ပြီးတော့သွားပါတော့တယ်။သူမသိလိုက်တာကတော့အဲ့ဒီတစ်ပင်မှာကြီးစားတတ်တဲ့မြောက်တွေနေထိုင်နေတယ်ဆိုတာပါပဲ။သူအိပ်ပြီးတော့သွားတာနဲ့တပြိုင်နက်မြောက်တွေဟာအပင်ပေါ်ကဆင်းလာကြပြီးသူ့ရဲ့ဦးထုတ်တွေကိုယူကသူတို့ခေါင်းမှာဆွတ်လိုက်ကြပါတယ်။ အောင်သမားနိုးလာတဲ့အခါမှာတော့သူ့ဥထုပ်တွေကိုမြောက်တွေယူဆော့နေတာကိုတွေ့လိုက်ရပြီးထိတ်လန့်သွားခဲ့ပါတယ်။မြောက်တွေကဥထုပ်တွေနဲ့အတူသူ့ဘေးနားမှာပြေးလွှားနေကြပြီးသူ့ကိုစနှောက်နေကြပါတယ်။ဥထုပ်တွေပြန်မရရင်မိသားစုအတွက်ဝင်ငွေရမှာမဟုတ်ဘူးဆိုတဲ့စိုးရိမ်စိတ်နဲ့သူအလွန်ပဲထိတ်လန့်သွားခဲ့ပါတော့တယ်။ ရုတ်တရက်ဆိုသလိုသူဟာအကြံဉာဏ်တစ်ခုရသွားခဲ့ပါတယ်။မြောက်တွေဟာတူပေါ့ရတာကိုကြိုက်တယ်ဆိုတာတတိယလိုက်တာကြောင့်စကားမပြောဘဲသူဥထုပ်ကိုချွတ်ပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတယ်။တေးစားကြည့်နေတဲ့မြောက်တွေဟာသူ့လောက်ရက်ကိုတူပတ်လိုက်ကြပြီးဥထုပ်တွေအားလုံးကိုမြေကြီးပေါ်ပစ်ချလိုက်ကြပါတော့တယ်။ဥထုပ်ရောင်သမားဟာဥထုပ်တွေအားလုံးကိုမြန်မြန်သိမ်းယူလိုက်ပြီးငါအကြံဉာဏ်ကြောင့်ဒီပြဿနာကိုဖြေရှင်းနိုင်ခဲ့ပြီလို့ကိုဂုံယူစွာပြောလိုက်ပါတော့တယ်။ အချိန်ကုန်လွန်လာတာနဲ့အမျှဥထုပ်ရောင်သမားဟာအိုးမင်းလာခဲ့ပြီးသူ့ရဲ့သားကလုပ်ငန်းကိုဆက်ခံပါတော့တယ်။တနေ့တော့မနေ့ခင်းတစ်ခုမှာအဖေဖြစ်သူကသူ့ရဲ့အတွေ့အကြုံကိုမျှဝေလိုက်ပါတယ်။သားဂယုဆိုင်နားထောင်ပါ။မင်းသွားတဲ့လမ်းမှာစနောက်တတ်တဲ့မြောက်တွေရှိတဲ့တစ်ပင်ကြီးတစ်ပင်ရှိတယ်။မင်းအိမ်နေချိန်မှာသူတို့ကဥထုပ်တွေကိုခိုးသွားရင်ငါလွတ်ခဲ့တယ်လို့ပဲမင်းဥထုပ်ကိုမြေကြီးပေါ်ပစ်ချလိုက်ပါ။သူတို့ကလည်းမင်းကိုတူပြီးဥထုပ်တွေပစ်ပေးပါလိမ့်မယ်။တိုင်းဖြစ်သူကလည်းဂယုဆိုင်နားထောင်ကပြဿနာကြုံလာရင်အဲ့ဒီမီးကိုအသုံးပြုမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ယုံကြည်ချက်အပြည့်နဲ့လူငယ်လေးဟာခီးထွက်လာခဲ့ပါတယ်။ပူပြင်းတဲ့မွန်းလွဲပိုင်းမှာအဖေဖြစ်သူလိုပဲတစ်ပင်အောက်မှာခဏနားလိုက်ပြီးသမင်းစားကအိပ်ပျော်သွားခဲ့ပါတယ်။အရင်တုန်းကလိုပဲမြောက်တွေဟာဆင်းလာပြီးဦးထုပ်တွေကိုကောက်ယူကခေါင်းပေါ်မှာဆွတ်ကြပါတော့တယ်။တချို့ကခုံကြတချို့ကလှောင်းပြောင်းကြတချို့ကလက်ခုပ်တီးကြတာပေါ့။အဲ့ရကနိုးလာတဲ့လူငယ်လေးဟာအံ့အားတင်းသွားပြီးအဖေပြောလာမှန်ပါလားဒီမြောက်တွေငါဦးထုတ်တွေခိုးသွားပြီလို့ပြောလိုက်ပါတယ်အဖေဖစ်တူရဲ့အကြံပေးချက်ကိုတတိရလိုက်ပြီးယုံကြည်ချက်အပြည့်နဲ့မြောက်တွေစီမျက်နာမူရင်မင်းတို့ကငါအရှုံးပေးမှာမဟုတ်ဘူးလို့ပြောကသူ့ကိုယ်ပိုင်ဦးထုတ်ကိုချွတ်ပြီးဟိတ်ဟတ်နဲ့မြေကြီးပေါ်ကိုပြစ်ချလိုက်ပါတယ်သူဆောင်ကြည့်နေပြီမဲ့မြောက်တွေကတော့သူ့ကိုငေးကြည့်နေတော့မှပဲထိုအခါသူ့ကိုအံ့အားသင့်စေခဲ့တာကတော့မြောက်တကောင်ဟာအောက်ကိုခုန်ဆင်းလာပြီးသူ့ရဲ့မြောက်စကားနဲ့ဟိတ်ကောင်မင်းကိုမင်းတော်လာပြီလို့ထင်နေတာလားမင်းဖေကမင်းကိုဒီနီးကိုတင်ပေးခဲ့တယ်လို့ငါတို့အဖေတွေအဖိုးတွေကလည်းငါတို့ကိုဒီနီးလန်းနေပြောပြထားပြီးသားကွာလို့အော်ဟစ်လိုက်သည်မြောက်အားလုံးရဲ့ရေမောသံတွေနဲ့အတူတစ်ကိုင်းနေကြမှာဟိုကူးဒီကူးလို့ကြပါတော့တယ်လူငယ်လေးကလည်းဒီမြောက်တွေကသူ့ထက်တောင်ပိုပါနိုင်နေတာကိုနားလေသွားပြီးနီလန်းဟောင်းတွေကအမြဲတမ်းအသုံးမဝင်ဘူးဆိုတာနားလေသွားခဲ့ပါတော့တယ်ဒီပုံမြင်လေးရဲ့အဓိကရည်ရွယ်ချက်ကတော့ကဘာကြီးဟာအဆက်မပြတ်ပြောင်းလဲနေတာကြောင့်မနေ့ကအလုပ်ဖြစ်ခဲ့တာတွေဟာဒီနေ့မှာတော့အလုပ်ဖြစ်ချင်မှဖြစ်မှာပါအထွေကြုံနေတဲ့အကြံဟောင်းတွေဟာတန်ဖိုးရှိပေမဲ့သူတို့ဟာမပြောင်းလဲတဲ့စီးမြင်နေတော့မဟုတ်ပါဘူးအခြေအနေတစ်တိုင်းမှာအသွေးတစ်နီးပြူဟာတစ်တွေနဲ့စမ်းတစ်တဲ့ဖြည့်ရှင်းလေးတွေလိုအပ်ပါတယ်အထစ်ကိုပဲအာကိုးနေရင်တော့ရှေ့မတိုးနိုင်မယ်ထိနေပါလိမ့်မယ်ဒါပေမဲ့အချိန်နဲ့အမျှအသိယူပြီးလိုက်လုံးကြီးတွေထိအောင်နေထိုင်တတ်ရင်ဘယ်စိန်ခေါ်မှုမှမဆိုကျွန်တော်တို့အားလုံးရင်ဆိုင်နိုင်ပါလိမ့်မယ်ကဘာကြီးကအမြဲပြောင်းလဲနေပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းခေတ်ရည်စည်းကြောင်းအတိုင်းအမြဲပြောင်းလဲဖို့ကိုလိုအပ်ပါတယ်ကြောင်းအသိပေးလိုက်ပါတယ် Thank you ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဇလန်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံအပ်ပါတယ်နောက်ပုံပြင်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်
။